အောင်မြင်မှုဆိုတာလမ်းဘေးကဈေးပေါ်ဝနဲ့ဝယ်လို့ရတဲ့အညံ့စားပစ္စည်းမျိုးမဟုတ်ဘူးအောင်မြင်မှုဆိုတာထိုက်တန်တဲ့ပေးဆက်မှုထိုက်တန်တဲ့ရင်းနှီးမှုနဲ့အလဲအထက်လုပ်ယူရတဲ့တန်ဖိုးကြီးပစ္စည်းသာဖြစ်တယ်ဒါကြောင့်အောင်မြင်မှုမှာဖြတ်လန်းကပေါ်ချောင်လိုက်လို့မရဘူးဆိုတာကိုပြောပြချင်ပါတယ်တကယ်ကြတော့အောင်မြင်တဲ့သူတိုင်းရဲ့ဘဝတွေမှာဒဏ်ရာတွေဘယ်လိုဘဝနဲ့ပါသူတို့ဖြတ်တန်းတဲ့ကာလတိုင်းမှာအမှတ်တရဒဏ်ရာတွေလည်းရှိခဲ့ကြမှာပါဘယ်သူမှအောင်မြင်မှုဆိုတာကိုလောလောကူကူရမယ်လို့မထင်ပါဘူးအောင်မြင်မှုလိုချင်တယ်ဆိုလို့ရှိရင်ဒါပဲပြောဉာဏ်ပညာကိုအသုံးချလုံလဝရိယကိုအရင်တီးကိုယ့်ရဲ့အသိဉာဏ်ဘုဒ္ဓဘောမှာမူတည်ပြီးတော့မှကိုကအားစိုက်ခွန်စိုက်ကိုဝါသနာပါရာကိုလုံနိုင်ရင်တနေ့ကျရင်ကိုမျှော်မှန်းထားတဲ့အိမ်မက်တွေကိုဖြစ်ချင်တာတွေကိုအားကြအတူယူစရာအားလုံးဟာတဖြည်းဖြည်းလက်ဝယ်ရရှိလာပြီးတော့အောင်မြင်မှုဆိုတဲ့စကားလုံးဖြစ်လာမှာပါဒါကြောင့်အောင်မြင်မှုကိုလောလောကူကူရမယ်လို့မထင်ကြပါနဲ့ကြာကြာနာနာကြိုးစားတည်ဆောက်ပြီးအောင်မြင်အောင်ဖန်တီးနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်လူငယ်တွေအားလုံးအောင်မြင်ကြပါစေ